ကျိုးနေတဲ့လှေကားအတိုင်းအောက်ကိုဆင်းသွားပါတယ်ပေ2000အမြင့်လေဟာပြင်မှာတွဲလောင်းခိုနေတာတောင်မလုံလောက်သေးပါဘူးသူမဟာဖုန်းကိုနည်းနည်းလေးပိုနှိပ်သွားအောင်လက်တစ်ဖက်ကိုတောင်လွှတ်လိုက်ပါသေးတယ်သူတို့စိတ်မအေးရသေးခင်မှာပဲပိုဆိုးတဲ့အရာဖြစ်ပျက်နေတာကိုသတိပြုမိသွားပါတယ်အောက်ကိုငုံကြည့်လိုက်တဲ့အခါသူတို့ထိတ်လန့်သွားကြပါတယ်လှေကားတစ်ခုလုံးကျိုးပြက်ပြီးမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါပြီအခုတော့သူတို့ဟာပေ2000အမြင့်ကစွန့်ပစ်ထားတဲ့တာဝါတိုင်ပေါ်မှာလှေကားမရှိဆင်းစရာလမ်းမရှိပဲပိတ်မိနေပါပြီဟာဒရာကအကူအညီတောင်းဖို့ဖုန်းထုတ်လိုက်ပေမဲ့အဲ့ဒီလောက်အမြင့်မှာဖုန်းလိုင်းမရှိပါဘူးသူတို့ဟာစင်ကြံပေါ်ကကရိယာတစ်တာကိုရှာဖွေကြည့်တဲ့အခါမှန်ပြောင်းတစ်ခုနဲ့မိကြီးတနက်ကိုတွေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာဟန်ထရာကတခုရှာတွေ့သွားပါတယ်သူမမြေပြင်မှာတုန်းကတင်ခဲ့တဲ့ post ဟာ like 300ကျော်ရနေတာကြောင့်အောက်ဖက်နည်းနည်းဆင်းရင်ဖုန်းလိုင်းရှိရမယ်လို့ယူဆခဲ့ပါတယ်သူမကကယ်ဆယ်ရေးစာတို့ကိုရိုက်ပြီးဖုန်းကိုကျိုးနဲ့ချီကဖြည်းဖြည်းချင်းအောက်ကိုချခဲ့ပါတယ်။ဒါပေမဲ့ကျိုးကမရှိပါဘူးစာပို့လို့အောင်မြင်တဲ့အတန်ကိုသူတို့မကြားခဲ့ရပါဘူး။ဟန်ဒရာကရဲရင်းနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူမဟာဘေးကင်းရေးလောင်အိမ်ထဲကနေထွက်ပြီးကျိုးနေတဲ့လှေကားအတိုင်းအောက်ကိုဆင်းသွားပါတယ်။ပေ2000အမြင့်လေဟာပြင်မှာတွဲလောင်းခိုနေတာတောင်မလုံလောက်သေးပါဘူး။သူမဟာဖုန်းကိုနည်းနည်းလေးပိုနှိပ်သွားအောင်လက်တစ်ဖက်ကိုတောင်လွှတ်လိုက်ပါသေးတယ်။ဒက်ခီကတော့စိတ်ဖိစီးမှုကြောင့်အသက်တောင်ဝမရှူနိုင်ပါဘူးဟာတို့လည်းအားကုန်လာပေမဲ့ဖုန်းလိုင်းကတက်မလာပါဘူးသူမပြန်တက်လာခဲ့ရပါတယ်အဲ့ဒီနောက်ဘက်ကီကအကြံတစ်ခုရလာပါတယ်မြေပြင်မှာဖုန်းလိုင်းရှိရင်ဖုန်းကိုမြေပြင်အထိပစ်ချလိုက်ရင်ကော